ညီတို့ကလည်းအေးငါမြင်နာမယ်ဘာကိစ္စအလင်းခလဲဘိုးဆန်းဆန်းလေးတွေပေးစမ်းပါဒီခက်ကြီးမှာသမီးနာမည်ခခရဲ့အမေသားအလင်းနာမည်ပါအလင်းခါလို့ပေးထားတာအမေအခုမှရက်တရားဆိုဟဲ့ဖွားမြေတစ်နှစ်ပြည့်ရင်နာမည်ပြန်ပြောင်းပေးမယ်အဖွားပြန်ပြောင်းပေးမယ်နော်ညူအဖွားမြေလေးကိုချစ်စရာဖွားနဲ့တူလို့ပါဟေးချိုးတော့တယ်မြေလေးအမေကလည်းကလေးအသားတွေနာကုန်မအောင်မယ်နင်တို့လည်းဒီလိုပဲထိုင်ပြီးကြည်လာတာပါအေးကြည်ကြညူကလေးဖွားမြေလေးဖွားနဲ့နောက်ကျသွားတယ်မြေလေးကကြောင့်ငါနဲ့တူလို့ကစ်တုံရပါတော့ချစ်စရာလေးညီဝင်လာလို့မကလေးကမဲ့ရွက်ပြီးငိုတော့မှခဏနဲ့ကိုပြုံးလို့နော်ဖွာတဲ့ဒီတော့ရေတော့ပြီရေတော့ပြီညီတို့ကလေနာမည်ပေးတာငါတို့တစ်ချက်မှမတိုင်မင်းဘာတော့အလင်းခမိသမီးအဲ့နာမည်ကိုကြိုက်လို့တဲ့နေပါငါညီလေးကဗုဒ္ဓဦးသမီးလေးဆိုတော့ရလောက်ဝနာမည်လေးလည်းလှအောင်လို့လှလို့နာမည်ပေးတာဟဲ့ဘယ်လိုလှလဲမကြိုက်ပါဘူးမေကလည်းဘာလို့မကြိုက်တာတော့ညီနာမည်ကခက်ကျုပ်ကမြက်ဟိုမှာကျုပ်မြီးလေးကလှဘလောက်လှအောင်နာမည်လူကပုံမလားပန်းမလားနာမည်ပါပုံမလားပန်းမလားဘာလှတော့ဟေးဘိုးဆန်းဆန်းလေးခင်မီလေးငါမြီးလေးကိုဧပြီလပြေအောင်ကျော်လို့ပေးလိုက်ဟဲ့ခလေးကဇန်နဝါရီမှာမွေးတာလေဘာလို့ဧပြီတော့ဟဲ့ဇန်နဝါရီလပြေအောင်ကျော်ဆိုမလောက်လေနာမည်ကဆိုတော့ဧပြီလပြေအောင်ကျော်ဘနော်မြေအဲ့တော့ထားပါအောင်ဧပြီလပြေနောက်ကအုံးသီးကျော်ရဘယ်ပါလားအုံးသီးကျော်ရဘယ်ပါလားအုံးကျော်ပါငါလေနာမည်ဟဲ့ငါလည်းပြုတ်လိုက်လေဟုတ်တယ်အဖေကဦးအောင်ကျော်လေဧပြီအောင်ကျော်မေးနေတာငါမြင်လေးတော့ငါဆောက်သွားတယ်ဒီမှာမလဲငါမြင်လေးတော့စလက်ကလေးနကွင်းဝှပေးလိုက်ကလေးဝှပေးလိုက်ဒီကမြင်လေးချမ်းပါစေချမ်းသာပါစေနော်ဒါနဲ့ဟိုဘက်ဖွားဘာပေးတော့မလဲရွှေတွေကဟဲ့ဒီအရွယ်နဲ့အန်ရယ်များတယ်ရွှေမစင်ရဘူးကလေးဆိုတော့ကလေးပစ္စည်းဖွားပြူရင်းရထုတ်တာတွေပေးတာမြေကိုဟောဒီမှာဖွားမြေအတွက်ပြူရင်းရထုတ်တဲ့ရေချိုးဆက်ပြဟောဒီမှာပြူရင်းရထုတ်တဲ့ baby lotion နဲ့အဆင်မြင့်နို့ဘူးဟောဒီမှာဒါပြူရင်းရထုတ်တဲ့ organic coconut oil နဲ့ဒါနဲ့ပဲနို့ဘူးစေ1ပြ1 shot လုံးဝမဖြစ်ဘူးဟောဒီမှာ baby oil ရဲ့ powder လေးရဲ့ဟောဒီမှာကလေးဝတ်တယ်ဆိုဒါနဲ့ပဲ shot အမေမွေးကင်းစားနေဟောဒီပြူရင်းမဲ့တော့ဒါတို့ပစ္စည်းမပါဘူးဘေးအန်တရယ်မဖြစ်စေဘူးကလေးထုတ်ကုန်ထဲမှာအကောင်းဆုံးကလေးကိုကလေးသုံးတာပေးမှာပေါ့အေးဘယ်နဲ့ရွှေစင်ရတယ်လို့ကိုရှိလို့ကိုစင်တာပေါ့အေးဘာတွေမကျင်တဲ့ဖြစ်နေတော့ကလေးအတွက်ပြောတာပါအေးရွှေရကြတော့ဒီရွယ်လေးကြတော့စားကြနော်ဘကသမီးလေးဆက်ဆက်လေးပဲတစ်တုံတာပဲဆက်စရာကောင်းမှာပါသူဖွားနဲ့သူကဖွားမြေဖွား